န်းကြီးကအစားတောက်တွေကိုမဖြုံးတီးဖို့နဲ့ပင်လယ်ပြင်မှာစပုံမှုတရားကိုစိတ်ခေါ်တာကကိုတတ်တည်သူလိုပဲဖြစ်တဲ့အကြောင်းရေတပ်ပုံမှုဖူးဘော်ဒီကိုတောက်ကယူမဆိုင်ပဲတတိပေးလိုက်ပါတယ်သူတို့ရဲ့စားတောက်ဆိုင်မှာပတ်တီဆိုတဲ့သူလည်းရှိပြီးသူကစားတောက်ဆိုင်ကိုလာသမျှလူတိုင်းပတ်စံပိုင်ကက်စတမာကိုဘရင်တပါလို့ဆက်ဆံတဲ့သူဖြစ်ပါတယ်အဲအကြောင်းဖူးဘော်ဒီကိုပညာပေးနေတဲ့စန်းကြီးကိုတွေ့တာနဲ့ကက်စတမာကိုအလေးထားတဲ့ပတ်တီလည်းစားသုံးသူကိုအဲ့လိုမဆက်ဆံမှုပြောပေမဲ့ဖူးဘော်ဒီကအစားတောက်ကိုမလေးစားတဲ့ပြင်စပုံမှုတွေကိုပါစော်ကားလို့တင်ကန်းစာကောက်ပေးနေရဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့ဒါတော့မှတ်မှတ်သေးပဲကက်စတမာကိုအခုလိုဆက်ဆက်နေဆိုင်ပိတ်ပြရအောင်လို့ဖူးဘော်ဒီကအစိုးရကိုအကြောင်းကြားမဲ့အကြောင်းအချောင်နေတဲ့အတွက်စန်းကြီးကထက်သမမယ်လို့စပုံမှုတွေကဝိုင်းထားလိုက်ကြရပါတယ်အဲ့အချိန်ညနေချက်ပေါ်ကပြုတ်ကျလာတဲ့လူဖီနဲ့ဆိုင်ရှင်ဇက်ကပါတယောက်နဲ့တယောက်ရန်ဆောင်နေကြပြီးဆိုင်မှာတောင်းကျမ်းထားတဲ့စန်းကြီးကိုလည်းဇက်က6တောက်တူးနဲ့ဆုံးမပေးလိုက်ပါတယ်ဖူးဘော်ဒီကိုပါရေတပ်ပုံမှုတွေပါလေဂယူးဆိုင်မနေပဲသူ့ဆိုင်နေကနေထွက်သွားဖို့ပြောရင်ကန်ထဲလိုက်တဲ့အတွက်ဆိုင်ပိုင်ရှင်အဆရာဇဝဲဂိုင်းကောင်းဆောင်လူမိုင်းလိုဖြစ်နေတဲ့ဒီစားတော့ဆိုင်ကိုဖူးဘော်ဒီကလည်းလက်လာခဲ့ပါတယ်အဲ့လိုရုံရင်းဆန်ကဖြစ်နေုံဖမ်းမိထားတဲ့ပင်လယ်သမားခရီးရဲ့လက်အောက်ငှက်သားတယောက်လွတ်သွားတဲ့အကြောင်းရေတပ်သားတယောက်ကသတင်းလာပို့ခဲ့ပါတယ်အရှိပင်လယ်ပြ East Blue မှာအင်အားအကြီးဆုံးခရီးရဲ့ပင်လယ်သမားအဖွဲ့ဆိုတဲ့အတန်ကြားရနေတယ်လူတွေကထိတ်လန့်နေကြတဲ့အချိန်သတင်းလာပို့တဲ့ရေတပ်သားကဂန်းနဲ့အပြစ်ခံလိုက်ရပါတယ်ရာဇဝတ်မှုများတဲ့ပင်လယ်ပြင်မှာဒီလိုကိစ္စကဖြစ်နေကြမှုဂယုမဆိုင်ပြီမဲ့သူ့စီမှာပတ်စံမရှိဘူးဆိုတာတည်သွားတဲ့ပတ်တီလေခရီးပင်လယ်သမားကိုဆုံးမပေးလိုက်ပါတယ်စန်းကြီးကတော့အဲ့အချိန်မိဖို့ကြောင့်လည်းမှတခုခုကိုချက်ပြုတ်နေပြီးဒီဆိုင်ကတကယ်ကျန်းတဲ့တောက်ယူရည်နဲ့ကြီးဖွဲ့စည်းထားတာမှတည်သွားတဲ့ဖူးဘော်ဒီကလည်းဘယ်သူမှသတိမထားမိခင်လစ်ထွက်လာခဲ့လိုက်ပါတယ်ပင်လယ်သမားခရီးရဲ့တပည့်ကတော့သူ့သာပုံမှန်အခြေအနေဖြစ်နေမယ်ဆိုရင်အခုလိုစော်ကားတာမျိုးခံရမှာမဟုတ်ဘူးလို့ပြောနေတဲ့အချိန်စန်းကြီးကထမင်းကြော်တပွဲလာချပေးရကိုတွေ့လိုက်ရပါတယ်ဘိုက်စာနေရဲ့ဘယ်သူမဆိုသူ့အတွက်ကက်စတမာပဲဖြစ်ပြီးအဲ့လိုဘိုက်စာနေတဲ့သူတယောက်ရဲ့ခံစားချက်ကိုလည်းသူကတခြားသူတွေထက်ပိုပြီးနားလည်တဲ့အကြောင်းနဲ့ပင်လယ်ပြင်ထဲမှာဂုံတိတ်ခါအတွက်မစားဘဲနေမလားရှစ်ဆက်ရမယ့်အနာဂတ်မှာအသက်ရှင်ဖို့စားမလားရွေးချယ်ခိုင်းလိုက်တာကြောင့်ပင်လယ်သမားကောင်လည်းမျက်ရည်တွေနဲ့အားရပါရကြိတ်ပစ်လိုက်ပါတယ်သူကသူတေဘီလို့တော့ထင်ခဲ့တာဖြစ်လို့အခုလိုအရသာရှိရဲ့အစားအသောက်အတွက်ကျေးဇူးတင်တဲ့အကြောင်းတတွတ်ပြောနေရကြောင်းလူဖီလည်းသူ့လိုက်ရှာနေတဲ့စဖို့မူကောက်တယောက်တွေ့ပြီဆိုတာသိလိုက်ရပါတယ်စန်းကြီးကိုသူ့ရဲ့တင်းမောပေါ်မှာစဖို့မူလာလုပ်ဖို့နဲ့ဆိုင်ကိုအမြောက်နဲ့ထုတာကလည်းမတော်တဆဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပြီးစန်းကြီးကတော့အဖိုးကြီး self အတွက်ဒီဆိုင်ကတန်မိုးမဖြတ်နိုင်တဲ့အပြင်သူကလည်းအရင်ကပင်လယ်သမားတယောက်ဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒီဆိုင်မှာရှိတဲ့စဖို့မူတွေအလုပ်သမားတွေအားလုံးကလည်းတစ်ချိန်ကပင်လယ်သမားတွေပဲဖြစ်တဲ့အတွက်အမြဲတမ်းအခုလိုပွက်လို့ရိုက်နေတာဖြစ်တဲ့အကြောင်းနဲ့အဲ့လိုကြမ်းတမ်းတာကြောင့်ပဲဘယ်စပွဲတုန်းမှကြာမလုပ်ပဲထွက်ပြေးကြတာဖြစ်တဲ့အကြောင်းမှပြပြလိုက်ပါတယ်စန်းကြီးကပင်လယ်သမားလုပ်ဖို့ကိုတော့ညင်းမိမယ်ထုံးစံအတိုင်းတစ်ဖက်သက်ဆုံးဖြတ်ပြီးသားလူဖီကတော့လုပ်ရမယ်လို့မရမကတိုက်တွန်းနေပြီးဘေးနားမှာထိုင်နေတဲ့ပင်လယ်သမားကလည်းသူ့နာမည်ကဂင်းဖြစ်တဲ့အကြောင်းမိတ်ဆက်လိုက်ပါတယ်One Piece ကိုတွားရှာမယ်ဆိုတဲ့လူဖီရဲ့စကားကြောင့်အသက်ငယ်သေးတဲ့သူတယောက်အနေနဲ့တေချာစဉ်းစားဖို့လိုပြီးဘယ်သူမှတေးသေးချာချာရေးရမသိပဲကြောက်ဖို့ကောင်းတဲ့ Grand Line ထက်ပင်လယ်ပြင်ရဲ့တခြားနေရာတွေကိုပဲသွားဖို့အကြံပေးလိုက်ပါတယ်အရှိပင်လယ်ပြင်မှာဒွန်ခရီရဲ့အဖွဲ့ကအင်အားအကြီးဆုံးနဲ့ကြောက်စရာအကောင်ဆုံးဖြစ်ပြီးသူ့လက်အောက်မှာလည်းပင်လယ်သမားတင်မောအစီး90နဲ့တင်မောတိုင်းရဲ့ကပတိန်တွေရှိတဲ့အကြောင်းကျန်တဲ့စပုံမှုတွေကပတ်တီကိုဝိုင်းပြောကြပါတယ်သူ့လက်အောက်မှာကလူ9000လောက်တပည့်တပန်းတွေရှိတာဖြစ်လို့ပတ်တီတာသူ့လူတယောက်ကိုအနိုင်ကျင့်လိုက်တာတည်သွားရင်ဒီဆိုင်မှာပြဖြစ်သွားနိုင်တဲ့အကြောင်းဝိုင်းသတိပေးပေမဲ့ပတ်တီကတော့သူ့အတွက်ပတ်ဆက်မပိုင်ကက်စတမာမဟုတ်ပဲဆိုင်ကစပုံမှုတွေအားလုံးကလည်းလက်မယုတ်ဖိုက်တာတွေကြီးဖြစ်လို့ကြောက်တတ်ရင်အလုပ်ထပ်ဖို့ပြန်ပြောလိုက်ပါတယ်ပြောရင်းနဲ့ခါနန်နဲ့ပတ်တီကရန်ဖြစ်နေရကြောင်းဆက်ရှင်ဇက်ကပဲစောက်ယူတွေကိုဝင်ထိန်ပေးလိုက်ရပြီးဂင်းကလည်းခေါင်းမနဲ့လူဖီကိုစက်မတားတော့ပဲစန်းကြီးကိုကျေးဇူးတင်ရင်းနဲ့နောက်တစ်ခေါက်လည်းသူပြန်လာစားကျင်သေးတဲ့အကြောင်းပြောလိုက်ပါတယ်ကြိုက်တဲ့အချိန်လာဖို့ပြောနေတော့သူတို့နားကိုဇက်ရောက်လာတဲ့အကြောင်းဂင်းကိုထမင်းလက်ကကျွေးလိုက်တဲ့အတွက်အစဲမခံရအောင်တက်တိဖြောက်တဲ့အနေနဲ့ပကံတွေကိုရေထဲပစ်ချလိုက်ပါတယ်ကင်းပြန်ထွက်သွားပြီးရဲ့နောက်လူဖီကစားတော့ဆိုင်မှာတောက်တော့မရတာဝန်ယူရပေမဲ့ဘာတောက်တော့မှလည်းမလုပ်စေးသမျှပကံအကုန်ခွဲဟင်းပွဲတွေလည်းနှိုက်စားတန်ရှင်းလောက်ခိုင်းတော့လေမိဖို့ကြောင့်တစ်ခုလုံးပြောင်းစားကုန်တဲ့အတွက်မြောက်မသားကိုစပွဲလိုပဲလောက်ခိုင်းလိုက်ရပါတယ်ဆိုင်ထဲမှာတော့သူ့ဖွဲ့သားတွေကစားကောင်းတောက်ဖွဲ့တွေတီးနေကြတဲ့အတွက်မကျေနပ်တဲ့လူဖီကဇိုရိုတောက်မဲ့ရှေ့ကွက်တဲ့နှစ်ချေးဘက်ကလော်ထည့်ပေးလိုက်ပါတယ်အဲ့ဒါကိုမြင်တဲ့နာမီနဲ့ဥစုကလည်းအဖွဲသားကောင်းနေပြီးဘာမှမပြောပဲကြက်ရည်နေကြပြီးစကားပြောရင်းနဲ့ရေတောက်ဖို့ပြင်လိုက်တဲ့ဇိုရိုကလည်းလူဖီပစက်တဲ့အကုန်လောင်းထည့်ပေးလိုက်ပါတယ်နှစ်ချေးစိတ်ရည်ကိုတောက်လိုက်ရတဲ့အကြောင်းသူတို့တဝိုင်းနဲ့ခေါင်းဆက်နေပြီးဆိုင်ထဲမှာသူတို့အုပ်စုပဲကွက်ပြီးစူညံနေတဲ့အတွက်စန်းကြီးကဆုံးမမယ်လို့နာမီကိုတွေးလိုက်ရတဲ့အချိန်မှာတော့ချက်ချင်းအချိုးတွေကပြောင်းလဲသွားခဲ့ပါတယ်နာမီနဲ့တာဆိုရင်ပင်လယ်သမားပဲလောက်ရဘာပဲဖြစ်ဖြစ်လောက်ရမယ်လို့ဖွင့်ကြောင်နေရောအဲ့ဒါကိုကြားသွားတဲ့ self ကလည်းဒီဆိုင်မှာစန်းကြီးကိုအလိုမရှိတော့တဲ့အတွက်သူတို့နဲ့လိုက်သွားဖို့နှင်ထုတ်လိုက်ပါတယ်သူ့ကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့အချိန်သူ့ကောင်းဆောင်စီအသက်ရှင်လျက်ပြန်ရောက်သွားတဲ့ game ကဘာရတီစားတော့ဆိုင်ကြီးသူပြန်လိုက်ဖို့ပေးမယ့်အကြောင်းပြောနေပြီးစန်းကြီးလိုစံကုန်မြေလေးကောင်ကဟင်းလဲကောင်းကောင်းမချက်တဲ့အာရန်ရန် sorry ကိုဖွန်ပတ်ကြောင်နေရမလို့ဒီဆိုင်မှာထပ်ပြီးမထိုင်းနိုင်တော့တဲ့အကြောင်း self ကပြောတဲ့အတွက်အဲ့အတန်ကိုကြားတဲ့ကျန်တဲ့စပို့မှုတွေကလည်းကြိတ်ရင်နေကြတာဖြစ်ပါတယ်ဒီဆိုင်ကလူတိုင်းကစန်းကြီးကိုအလိုမရှိတော့တာကြောင့်ထွက်သွားပြီးပင်လယ်သမားလုပ်ဖို့ပြောပြီးမြဲ self ရဲ့စကားထဲမှာသူ့ကိုဟင်းကောင်းကောင်းမချက်တတ်ဘူးလို့ပြောတာကိုတော့စန်းကြီးကတင်းသွားခဲ့ပါတယ်အဲ့ဒါကြောင့်အဖိုးကြီးဘာပဲပြောဒီဆိုင်မှာပဲနေမယ့်အကြောင်းဂလန်ကဆန်ပြန်လုပ်တဲ့အတွက်ကင်ပေါက်ခံလိုက်ရပြီမြဲစန်းကြီးကတော့ self သေးတဲ့အထိဒီဆိုင်မှာစပုံမှုလုံးဝဖြစ်တဲ့အကြောင်းခေါင်းမမလေးပဲပြန်ပြောလိုက်ပါတယ်
ဒါပေမဲ့အပျော်ဆုံးကတော့လူဖီဖြစ်ပြီးသူတို့နဲ့လိုက်ခဲ့ဖို့ထက်ခေါ်နေပြီမဲ့စန်းကြီးကတော့ဖုံမဲ့ဆက်ကြောင်နေရကြောင်းသူ့ကွင်နဲ့ဝင်လာတဲ့နာမီကလည်းဒီဆိုင်ကအစားတောက်တွေကဈေးနှင်းနဲ့ကြီးရဲ့ပါကြတဲ့ဇာတိပြလာခဲ့ပါတယ်စန်းကြီးလည်းချက်ချင်းနာမီစားသမျှ free လုပ်ပေးလိုက်ပြီးဆိုင်ရဲ့တောက်တော့မရကောင်လေးကိုပြန်ခေါ်သွားရကြောင်းကပတိန်မရှိပဲတနေ့လောက်နေရမယ့်အဖွဲ့သားတွေလည်း၄ရက်မြောက်နေ့မှာတော့နေတိုင်း free ချိန်နေရတဲ့နာမီကလွယ်လို့တိုင်ပတ်လာကြပြီဖြစ်ပါတယ်အဲ့အချိန်ပဲပင်လယ်ဘက်ကနေတခုခုလာနေကြကိုလူဖီကတတိထားမိလိုက်ပြီးအယိုးကောင်းဘေးကတဲနိုင်ကြီးနဲ့အလံကိုမြင်တာနဲ့အားလုံးကလည်းအဲ့ဒါပင်လယ်သမားကြီးဒွန်ခရီရဲ့တင်မော်မန်တိသွားကြပါတယ်ပတိမှွေလိုက်တဲ့ကိစ္စအတွက်ရောက်လာကြရဲ့လို့ထင်လိုက်ပြီးမြဲကြီးမားလာတဲ့ဒွန်ခရီရဲ့တင်မော်ကြီးကအတော်လေးချိကိုက်ပစ္စည်းနေရကိုလည်းတတိထားမိလိုက်ကြပြီးစားတော့ဆိုင်တွေကိုဝင်လာတဲ့ဒွန်ခရီကလည်းရေပြပြအစာဖြစ်ဖြစ်နည်းနည်းလောက်ချွေးဖို့တောင်းတောင်းမန်မန်နဲ့ပြောတဲ့အတန်ကိုကြားလိုက်ကြရပါတယ်ပင်လယ်သမားစစ်တပ်ကြီးကိုဥဆောင်တဲ့ဒွန်ခရီကသူ့မှာဂျယ်နနာရီလည်းအများကြီးရှိလို့အစားအသောက်တွေရောင်းပေးဖို့ပြောတဲ့အတန်ကိုကြားလိုက်ရတဲ့စန်းကြီးကလည်းမိဖို့ကြောင့်လည်းဝင်သွားခဲ့ပါတယ်။ခင်းကပါသူ့ရဲ့ကပတိန်အစားမစားရတာရက်တော်တော်ကြာနေပြီမို့လို့တနာဖို့အတွက်တောင်းတောင်းမန်မန်နဲ့ပြောနေပြီမြဲပတ်တီကတော့ဂယုမဆိုင်တော့ပဲအားလုံးကလည်းဒွန်ခရီအားနေနေတော့ရေတက်ကိုချက်ချင်းအကြောင်းကြားဖို့တညီတညွတ်ထဲဝိုင်းပြောကြပါတယ်။ပုံမှန်အခြေအနေသာပြန်ရောက်သွားရင်ဒီဆိုင်ကိုပါရန်ရှာမှာဆိုတဲ့အတွက်အားလုံးကလည်းထောက်ခံကြပေမဲ့ဒွန်ခရီကတော့သူ့ဘာမှရန်ရှာမှာမဟုတ်ပဲစားပြီးရနဲ့အေးအေးဆေးဆေးထွက်သွားမယ့်အကြောင်းတောင်းတောင်းမန်မန်နဲ့ဒူထောက်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ကင်းကသူ့ကပတိန်ကိုဂုံတိတ်ခါအတွက်အဲ့လောက်ထိမလုပ်ဖို့ပြောပေမဲ့ဒွန်ခရီကတော့စားကျွန်းလေးပဲရတခုလောက်ကျွေးဖို့တောင်းဆိုနေအောင်စပိုဆောင်ကနေပြက်စင်းလာတဲ့စန်းကြီးကဘသူ့မှဂီယူမဆိုင်ပဲထမင်းကျော်တစ်စက်လုံးနဲ့ဝိုင်းတပလင်းချပေးလိုက်ပါတယ်။အားရပါရစားနေတဲ့သူ့ကပတိန်စားကင်းကနောက်တစ်ချိန်စန်းကြီးကိုကျေးဇူးတင်နေခဲ့ပြီးဒွန်ခရီဆိုတဲ့ပင်လယ်သမားကသူ့အနိုင်ရဖို့ဆိုဘာမဆိုလုပ်တတ်တဲ့သူတယောက်ဘလောက်ထိရုံးမှရက်ဆက်ကောက်ကျစ်တဲ့သူဖြစ်တဲ့အကြောင်းသိရတဲ့သူတွေကတော့စန်းကြီးကိုဝိုင်းဝန်းနားချကြပါတယ်။အဲ့အချိန်မှာဗိုက်ပြစ်သွားတဲ့ဒွန်ခရီကဇာတိပြတဲ့အနေနဲ့သူ့ကိုထမင်းကျွေးတဲ့စန်းကြီးကိုတိုက်ခိုက်လိုက်တဲ့အတွက်ဂင်းလဲဒီဆိုင်ကိုမလာခင်တည်းကအဲ့လိုမလုပ်ဖို့သူတို့သဘောတူထားတဲ့အပြင်စန်းကြီးကသူတို့ရဲ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်တဲ့အကြောင်းသူ့ကပတိန်ကိုထောက်ပြလိုက်ပါတယ်။ဒါပေမဲ့အင်အားပြည့်ပြည့်သွားတဲ့ဒွန်ခရီကဂင်းရဲ့စကားကိုတော့နားမထောင်ပဲရှိသမျှလူတွေအားလုံးကလည်းစိုင်ထဲကနေထွက်ပြေးလာတဲ့အတွက်ပြဿနာတစ်ခုခုတက်နေပြီဆိုတာဥစတုကလည်းရိပ်မိလိုက်ပါတယ်။ဒွန်ခရီကသူ့ဒီဆိုင်နဲ့တင်းမောကိုအပိုင်သိမ်းလိုက်ပြီဖြစ်ပြီးတင်းမောပေါ်မှာအစာရေစာပြက်လက်ပြီးကြံနေတဲ့သူ့ရဲ့ဒူအယောက်100အတွက်ပါအစားအသောက်တွေပြင်ဆင်ပေးရမယ့်အကြောင်းအထက်စီးဆက်ဆံအမိန့်ပေးလိုက်ပါတယ်။အဲ့လိုလုပ်ပေးရင်ဘာဖြစ်လာမလဲဆိုတာသူ့ရဲ့တခြားစပုံမှုတွေလည်းအခက်တွေ့နေကြတော့ဂင်းကတော့ဒီလိုဖြစ်လာဖို့သူမရည်ရွယ်တဲ့အကြောင်းသူ့ရဲ့အသက်သခင်ကျေးဇူးရှင်အကိုကြီးစန်းကြီးကိုတောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့စန်းကြီးကဘာမှပြန်မပြောပဲထပ်ပြီးအောင်လူအယောက်100အတွက်ချက်ပေးဖို့မိဖို့ကြောင့်စီသွားဖို့ပြင်နေရကြောင်းအကုန်လုံးကလည်းအံ့ဩမဆုံးဖြစ်သွားကြပါတယ်။အဲအကြောင်းစန်းကြီးကိုဒွန်ခရီရဲ့တရှိုးလို့ထင်ပြီးဝိုင်းတိုက်ကြပေမဲ့စန်းကြီးကတော့သူ့ကိုလှုပ်ချင်တာလှုပ်ဖို့နဲ့အကောင့်တွေဘလောက်ဆိုးရတောင်းကျန်ရုံးမာတဲ့ကောင်းတွေဆိုတာသူသိနေအောင်မှအရင်မကြီးသလိုဂယုလည်းမဆိုင်ပဲဗိုက်ဆနေတဲ့သူကိုချက်ကျွေးဖို့ကစဖုံမှုတယောက်ရဲ့တာဝန်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ပတ်တီကတော့စန်းကြီးကိုမှောက်သွားအောင်တီးပေးလိုက်ပြီးပုံမှန်ဆိုရင်သူနှင်ထုတ်လိုက်တဲ့သူတွေကိုစန်းကြီးအစာသွားကျွေးတာသူသိရနဲ့ဘာမှမပြောပေမဲ့ဒီတစ်ခါတော့ကြည့်မနေနိုင်တော့ပဲရန်သူတယောက်တည်းရှိနေတဲ့အချိန်မှာဆိုင်ကိုကာကွယ်ရမယ့်အကြောင်းပြောရင်သူတင်ထားတဲ့လက်နက်ကိုထုတ်လိုက်ပါတယ်။အားပြင်းတဲ့အညောင်းနဲ့ချက်ချင်းထူလိုက်ပြီးမြဲဒွန်ခရီကဘာမှမဖြစ်သွားပဲသူ့ရဲ့ရွှေရောင်တန်ကြက်ကတွေကနေလက်နက်တွေနဲ့ထုတ်ပစ်လိုက်ပြီးတဲ့နောက်တန်မဏိကိုတဲ့စိတ်စီထားတဲ့လက်သီးနဲ့တကုံလုံးလက်နက်တွေတက်ဆင်ထားတဲ့သူ့လိုပင်လယ်သမား9000ရဲ့ခေါင်းဆောင်ကိုဘယ်ကောင်မှအာမခံဖို့တတိပေးလိုက်ပါတယ်အဲ့အချိန်မှာ Saf ကကြီးမားတဲ့အထုပ်ကြီးတစ်ခုကိုချပေးလိုက်ပြီးလူရောက်100အတွက်အစာတွေယူသွားဖို့ပြောနေရကြောင်းအားလုံးကလည်းနားမလည်နိုင်ဖြစ်သွားကြပါတယ်ဒါကတော့ One Piece အပိုင်း7ဖြစ်ပြီးအပိုင်း7ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like